လုံးတွေကိုလိုက်ပြောကြည့်ရအောင်ထိုင်းစကားပြောမှာဒီလိုမျိုးအတန်ထွက်ဆင်တဲ့စကားလုံးတွေကိုဆိုရင်ကို့အနေနဲ့သေချာစွာခွဲတတ်ပြီလားလိုက်ပြောကြည့်မယ်ပထမတစ်ခုကကြတော့ทันเวลาအချိန်မိတယ်ทันเวลาအချိန်မိတယ်နောက်တစ်မျိုးကကြတော့သုံးဆောင်တယ်ဆိုတဲ့စကားလုံးทานข้าวทำไมသုံးဆောင်တယ်ทานข้าวသုံးဆောင်တယ်ဆိုတာกินဆိုတဲ့စကားလုံးနဲ့တူလောက်ပဲပြောလို့ရပါတယ်ရှင်နော်ทานဆိုတာသုံးဆောင်တဲ့အရေးရောဖတ်ကောရတယ်กินဆိုတာလည်းစားတာရောတောက်တာရောပြောလို့ရပါတယ်เนาะနောက်တစ်ခုကကြတော့ทางအဲ့ဒါလမ်းไปทางนี้ဒီလမ်းကသွားไปทางนี้ဒီလမ်းကသွားနောက်တစ်ခုကကြတော့ถังโปถังน้ำเยโบถังน้ำเยโบအဲ့တော့ทันมีတယ်ทันသုံးဆောင်တယ်ทางလမ်းถังโปဆင်ပြပါစေเนาะလိုက်ပြောကြည့်ပါရှင်